ဒေဝစကုနဲ့ကြည့်တယ်ဆိုတာအမောင်ကြီးထဲမှာဒီတိုင်းကြည့်တာမဟုတ်ဘူးဒေဝစကုကြည့်ပြီဆိုရင်တမာတိဝင်စားပြီးသရုဋ္ဌဇန်ထိအောင်တမာတိစွမ်းအားတွေမြင့်တင်ပြီးတဲ့အခါမှာမလုပ်ရအလောကကတိုင်းလို့ခေါ်တဲ့အလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာအောင်စိတ်ထဲကနေအလင်းရောင်ကိုလွတ်လို့ရအောင်လို့အလောကတကတိုင်းကိုအရင်ဝင်စားလိုက်တယ်ဝင်စားပြီးတော့လောကကြီးတစ်ခုလုံးကိုကြည့်ခြင်းပြီးဆိုရင်ကြည့်ခြင်းတဲ့လောကကြီးတစ်ခုလုံးကိုအလင်းရောင်ပထမပေးရမပေးဘဲနဲ့ဒီတိုင်းသွားကြည့်မမြင်ရဘူးတဲ့နော်ဘာဖြစ်လို့တော့ဆိုသဘာဝကိုဆန့်ကျင်လို့မရဘူးတကူလို့ဆိုပြီးပဲလို့သဘာဝဆန့်ကျင်တာမရှိဘူးဒါစွမ်းတကူနဲ့ဘာလို့ရသဘာဝအတိုင်းပဲသွားရတယ်အလောကကတိုင်းဝင်စားပြီးတော့ကြည့်လို့တဲ့စัจ java လာကြည့်လို့တဲ့ဒေသကိုအလင်းရောင်အရင်ဖြန့်လိုက်ဖြန့်ပြီးတဲ့အခါမှာဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ကြည်တာရသော်ဘုရားအဖို့မှာတယ်လီဗီရှင်းဖွင့်ပြီးတော့ကြည့်လိုက်တယ်လို့တယ်လီဗီရှင်းထဲမှာလွှင့်တဲ့ရုပ်ပုံတွေအကုန်ပေါ်လာတယ်လို့ပဲစัจ java လာကြီးတစ်ခုလုံးမှာရှိကြတဲ့အရာတွေအားလုံးဟာထင်ထင်ရှားရှားကြီးပေါ်လာ